ကီတပတ်စာ၄ကိုငါဖူးမကျော်9တလုံးကြာသာပရိမကျော်9တလုံးပိုင်ပေးထားတယ်ဟိုကျွန်တော်ဒီမှာရေးထားတဲ့ဥစ္စာကကုမရထောတာ96ဒီနေ့ဘယ်နေ့ဆိုဒီ17ရက်တာဟုတ်တယ်17ရက်နေ့မနေ့17ရက်နေ့မနေ့ထောပါလား17ရက်6လပိုင်းဟုတ်လားဟုတ်မဟုတ်ဒီလား6လပိုင်း26နော်6လပိုင်း26ထွက်သွားတယ်ကူကျွန်တော်တို့ကူညနေကြာသာတနေ့နာနေညနေကိုတစ်တလုံးပိုင်းကျွန်တော်ထပ်ပြပါမယ်တစ်တလုံးပိုင်းနဲ့ပါကျွန်တော်ပေါ်ပြန်တော့ပြောက်ပါတနေ့နာညနေတစ်တလုံးပိုင်းမှာယုံရင်နဲ့အော်ပေါ့မယုံရင်နေပေါ့နော်ကျွန်တော်ပြေးထားပြီးမှခုမကျော်9တလုံးပြေးထားတယ်အခု9ထွက်သွားပြီထပ်ဆင်းလာမှငါမကြောက်နော်ကီးရတပတ်စာ၄ကို5ကြာသာပရင်းမကျော်ဘူး9တလုံးနော်အခုမနက်ကကျွန်တော်ကီးရခုမကျော်9တလုံးပြေးထားတာခုပဲမနက်ပိုင်းနဲ့9-6ဆင်းသွားပြီနော်ဒါကြိုက်မှဆိုရင်ကျွန်တော်ဖုန်းနံပါတ်ထည့်ရေးပေးမယ်ဖုန်းနံပါတ်ကလေးထည့်ရေးပေးမယ်ကောင်းဖုန်းနံပါတ်လှမ်းခေါ်ကျွန်တော်ဖုန်းပို့လေးအထုခန်းတာတက်တော့လောင်ကိုပြတ်သွားပြီတင်းလို့မရတော့တက်တော့ကြောင်ပါအားလုံးနဲ့ဝမ်းဖြန့်ပေးပါလက်တွဲမှဆိုလဲညီကိုတွေတွဲလို့ရတယ်အမတွေတကုံတွဲလို့ရပါနော်လက်တွဲမှဆိုရင်လည်းပဲ39ခွန်ရှိတဲ့နော်39 66နေ4 3 643အခဏလေးခေါ်လို့ရပါတယ်နော်အားလုံးမကျွန်တော်တခြားပြထားပါပြီနော်အနိကမတင်ပါဘူးနော်ကျွန်တော်အနိကမတင်ဘူးကြိုတင်ပြီးလှမ်းမေးလို့ရပါတယ်နော်